ဒီမြန်ဟင်းစားအရှာထွက်တာပေါ့နော်ဒါကတော့ဖင်လန်မကြီးပင်လည်းဖြစ်ပါတယ်မကြီးရွယ်နုလေးဒါအရင်ငယ်သေးငယ်သေးကြောက်မကြီးဒီအပင်ဆိုပဲအရွက်အဆိုးကငယ်သေးတယ်ဒါမဲ့ဒီအပင်လေးကတော့အရွက်အဆိုးလေးမဆိုးပါဘူးဒါလေးမကြီးရွယ်နုလိုပဲတွေ့လားမကြီးရွယ်နုတွေအတိုင်းပဲဒါလေးခူးပြီးတော့ပလင်းထဲမှာစားလေးနဲ့ပြီးသိပ်ပါမယ်မကြီးရွယ်နုဖယ်လန်မကြီးရွယ်နုလေးခူးလာဒါလေးကဒီလိုလေးရေးစီလိုက်တော့ဒီလိုလေးဖြစ်သွားအဲ့ဒါကိုစားလေးနဲ့တိတ်လိုက်ရင်ဒီလိုလေးရပါတယ်ဒီလိုမျိုးလေးရပါပြီရှင်ဖင်လန်မကြီးရွယ်နုပါရှင်